တင်ကဟစိုက်ပျိုးရေးမွေးမြူရေးနဲ့ထွေစီးပွားရေးတမဝရမတင်ဟာစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေကိုအဓိကထားလုပ်ကိုင်လျက်ရှိပြီးဝါကန်တာဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်းဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။သတင်းပြေဆုံးကိုသတင်းနောက်ထက်လွင်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ ပြည်အောင်စုနယ်မြေနေပြီးတော့နယ်ဝဲမြို့နယ်မှာရှိတဲ့တင်ကဟစိုက်ပျိုးရေးမွေးမြူရေးနဲ့အထွေစီးပွားရေးတမဝရမအသင်းဟာအသင်းသား85ဦးဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီးနိုင်ငံတော်အကြီးအကဲရဲ့လက်ညွှန်ချက်နဲ့အညီအသင်းသားများကဝါနဲ့ဝါကိုအဓိကထားစိုက်ပျိုးလျက်ရှိပြီးစီထွက်သီးနှံဖြစ်တဲ့နေကြာနဲ့နှမ်းကိုလည်းစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။အသင်းသားပေါင်းအလုံး85ဦးရှိပြီးတော့အသင်းမှာစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့တောင်ကန်တူးရှိလို့မွေးမြူနဲ့ပတ်သက်ပြီးတော့လည်းတောင်ကန်တူးရှိပါတယ်။ထွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းတောင်ကန်တူးရှိပါတယ်။အသင်းကတော့အခု level နေပုံကတော့စိုက်ပျိုးရေးကိစ္စတွေကိုကျွန်တော်တို့ဦးစားပေးလုပ်နေပါတယ်။အသင်းမှာရှိတဲ့အသင်းဝင်တွေကဝါရကိုအဓိကဦးစားပေးစိုက်ပျိုးနေတာရှိပါတယ်။စီထွက်သီးနှံဖြစ်တဲ့နေကြာတို့နှမ်းတို့မြေဘဲတို့လည်းစိုက်ပျိုးနေတာရှိပါတယ်ခင်ဗျ။ဝါအသင်းသားတောင်သူဖြစ်တဲ့ကိုသိန်းကွင်းသွားဆိုရင်တော့ဧက200ခန့်စိုက်ပျိုးတာရှိပါတယ်ကျွန်တော်ဦးတွင်ထုံးမှာဆိုလည်းဝါဧက55ဧကလောက်ရှိပါတယ်ခင်ဗျနောက်ပြီးတော့ဦးရထွန်းလင်းမှာလည်းဝါဧက26ဧကရှိပါတယ်အခြားတောင်သူတွေမှာလည်းအနည်းငယ်စီရှိပါတယ်ခင်ဗျဝါကဏ္ဍဖွံ့ဖြိုးမှုတိုးတက်ဖို့အတွက်ဆိုရင်တန်ဖိုးမြင့်ဝါတွေကိုအစစ်မြင့်နေနဲ့နေရာဒေသတော်များမှာစိုက်ပျိုးနိုင်အောင်ကျွန်တော်တို့ဦးစားပေးလုပ်နေတာရှိပါတယ်ဒုတိယအနေနဲ့တော့ထွက်လာတဲ့ကုန်ကျန်းတွေကိုအစစ်မြင့်တင်ပြီးတော့မက်ဆပ်ပြီးထုတ်ကုန်ဖြစ်ကျွန်တော်တို့ရောင်းချနိုင်အောင်ကျွန်တော်လုပ်ဆောင်နေရှိပါတယ်တတိယကတော့ကျွန်တော်တို့လက်မှုကုန်ထုတ်တဲ့သူကိုလောက်ကဏ္ဍတို့ကျွန်တော်စူးစမ်းဆောင်ရွက်နေရရှိပါတယ်ခင်ဗျ။ဝါကဏ္ဍနဲ့ပတ်သက်ပြီးတော့ထုတ်လုပ်မှုကတော့မြစ်ချင်ထုတ်တယ်လို့မြစ်ချောင်းလည်းထုတ်ပါတယ်ခင်ဗျ။မြစ်ချောင်းကိုဆိုရင်တော့ကျွန်တော်တို့အတင်းသားတူးဆိုရင်တော့ပြပပုတ်ကုန်ဖြစ်ကျွန်တော်လုပ်ကိုင်ဆောင်ရွက်နေရရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမှမကွေးတိုင်းမှာရှိတဲ့တမဝအတင်းနဲ့တင်းကိုလာပြီးလေးလာတာရှိပါတယ်ပေါ့နော်။ဤပညာပြန်ပါဖို့တို့လည်းကျွန်တော်တို့ပူးပေါင်းပါဝင်ဆောင်ရွက်နေရရှိပါတယ်ခင်ဗျ။ဝါစိုက်ပျိုးမှုဖြစ်ထွန်းမှုကိုကျွန်တော်ကခြေစွပ်ဆောင်ရွက်နိုင်မှုဆိုရင်တော့ကျွန်တော်အများကြီးစူးစမ်းအောင်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဝါကဆိုရင်တော့ကျွန်တော်တို့ဒေတာခံတောင်သူတွေမကောက်ဘူးပေါ့နော်။နိုင်ငံတော်အဆင့်တွေတီးသွားဖို့အတွက်ယူထားတာရှိပါတယ်ခင်ဗျ။တင်ခါတမပေါ်မှာအတင်းသားတွေပေါ့နော်။စိုက်ပျိုးရေးကိုတကယ်လုပ်ကိုင်နေတဲ့လူတွေအတွက်ဝါစိုက်ပျိုးဖို့အတွက်ကိုကျွန်တော်တို့မြေစတင်လျှောက်ဖို့အစီအစဉ်ရှိပါတယ်။မြေရရှိခဲ့မယ်ဆိုရင်အတင်းသားတွေရဲ့တရားဝင်စိုက်ပျိုးခွင့်ရရှိမယ်လို့ကျွန်တော်ယုံကြည်ပြီးတော့ကျွန်တော်ဒီဥစ္စာကိုလုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်တို့အခုကင်းဆုံးဝါဆိုရင်တပင်စိုက်ထားရင်မိသားစုတစုအတွက်တစ်နှစ်ပတ်လုံးစာအတွက်စားဝတ်နေရေးအတွက်လုံလောက်တယ်လို့ကျွန်တော်တော့ယုံကြည်ပါတယ်။ဒါကြောင့်ကျေးလက်နေတောင်သူတွေအနေနဲ့ပေါ့နော်။ဝါပင်ကိုစိုက်ပျိုးပါလို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ခင်ဗျ။တမအတင်းသားအနေနဲ့ဝါစိုက်မွေးမြူရေးလောက်ထားတာကျွန်တော်2010ကဧက200ဝန်းကျင်ရှိပါတယ်ခင်ဗျပြင်မနာလည်းရောင်းပါတယ်ဒီလေဝေးလည်းရောင်းပါတယ်ဝါတစ်လုံးကိုကျွန်တော်တို့2300လည်းရောင်းရတယ်2000လည်းရောင်းရတယ်ဒီကျွန်တော်တို့ကြက်တောင်းဝါတို့တင်းဝါတို့ကျွန်တော်ပေါင်းစုံပဲကျွန်တော်စိုက်ပါတယ်ကြက်တောင်းဝါနဲ့ဒီတင်းဝါကိုကျွန်တော်တို့ကဒီကနေ့တောင်သူနဲ့ပြန်ရှင်ရိုက်တဲ့ခါကျတော့ဒီဈေးကွက်ကဝါကနေကျွန်တော်တို့အထောက်ပံ့ပြုပါဒါကြောင့်ကျွန်တော်ဒီဝါမွေးမြူရေးကိုဆက်လက်တမအတင်းနဲ့ကျွန်တော်ဆောင်ရွက်နေတာပါဒီဝါမွေးပြပါမိသားစုလိုက်ကျွန်တော်တို့ခိုးပြီးတော့မှစာဝတ်နေရေးပညာရေးလူမှုရေးဘာသာရေးသာသနာရေးမှာအစကျွန်တော်တို့ဒီဝါမွေးမြူရေးနဲ့ပဲကျွန်တော်တို့တည်ထောင်ပြီးလုပ်ကိုင်စားသောက်နေတာပါဝါပင်တပင်ဟာအမေကနေစပြီးအရွက်အထိလူသုံးကုန်ပစ္စည်းများမျိုးစုံထုတ်လုပ်နိုင်တယ်လို့ဝါပေါင်းခံရေးဝါမီသွေးစတာတွေကိုအစင်မြင့်ထုတ်ကုန်အနေနဲ့ထုတ်လုပ်နိုင်တာကြောင့်ဝါပင်တပင်ဟာမိသားစုတစ်ခုအတွက်များစွာအကျိုးကျေးဇူးရှိတဲ့အတွက်ကျေးရွာတိုင်းမှာရှိတဲ့တောင်သူများအနေဖြင့်ဝါပင်ကိုစိုက်ပျိုးဖို့လိုအပ်ကြောင်းသိရပါတယ်။ကျွန်မထထလွင်ပါရှင်။